ကျောင်းလာကြကုန်းသောအုတ်ချွေမှုဆရာတော်တဘာပတိဆရာတော်များဂရိကဆရာတော်များနှင့်ကျောင်းသားကျောင်းသူများအားလုံးမင်္ဂလာညနေခင်းပါဗျာဘုရားတပည့်တော်ကတော့ဘီဒုတိယနှစ်တင်ပညာသင်ကြားနေသောပညာဇောတဖြစ်ပါတယ်ဗျာဘုရားကြီးပြောဤဇာတန်းကြည့်ချက်ဆရာတော်ကတော့အုတ်ချွေမှုဆရာတော်အရှင်ကာရုညဖြစ်ပါတယ်ဗျာဘုရားတပည့်တော်ဤဇာတန်းခေါင်းစဉ်ကတော့ဒေဝတာတုတ်ကိုအခြေခံ၍ဂျိန်းတို့၏ဘဝလွတ်မြောက်မှုယူဆကိုလေ့လာသုံးသပ်ခြင်းဖြစ်ပါတယ်ဖေ။ဘုရားတပည့်တော်စာတန်းဖတ်ကြားခွင့်ပြုပါဗျာ။စာတန်းချင်းချုပ်နေဖြင့်ဤစာတန်းသည်ဂျိန်းဘာသာ၏ကမ္မယူဆချက်ဘဝလွတ်မြောက်မှုယူဆခြင်းများကိုယနေ့ခေတ်ဝယ်လူများသူသည်ရှင်းလင်းတိကျစွာမသိကြသောကြောင့်ဗုဒ္ဓဘာသာ၏ယူဆများနှင့်ရောထွေပြောဆိုမှုများမရှိစေရန်ရည်ရွယ်ပြီးဂျိန်းဘာသာပေါ်ပေါက်လာပုံကမ္မယူဆချက်ဘဝလွတ်မြောက်မှုယူဆပုံများနှင့်အစဉ်စဉ်ကျင့်သုံးရမည့်ကျင့်စဉ်နိလန်းများကိုဗုဒ္ဓဘာသာဆိုင်ရာပါဠိတော်အထာဂရကျမ်းများနှင့်အခြားခြားသောသူတေသီတို့၏လေ့လာစမ်းစစ်ချက်များကိုကိုးကား၍ဗုဒ္ဓ၏ရှုမြင်ချက်အပေါ်အခြေခံသုံးသပ်သောနည်းဖြင့်ရေးသားထားပါသည်ဤစာတမ်းကိုဖတ်ရှုလေ့လာခြင်းဖြင့်ဂျိန်းဘာသာ၏လွတ်မြောက်မှုဆိုင်ရာကျင့်စဉ်နိလန်းများကိုတိကျစွာသိနိုင်မဲ့ဖြစ်သည်ဗုဒ္ဓအယူဆများနှင့်ကောင်းစွာချိန်တိုးနိုင်သောအကျိုးကျေးဇူးများကိုရရှိနိုင်မည်ဖြစ်ပါသည်နိဒန်းအနေဖြင့်တတ္တဝါတို့သည်ဒုက္ခအပေါင်းတို့နှင့်တွေ့ကြုံခံစားကြရလေသောအခါတို့ဆင်းရဲဒုက္ခအပေါင်းတို့မှကင်းလွတ်ရာကိုစတင်ရှာဖွေကြလေ၏မိမိတို့၏အသိဉာဏ်အတွေ့အကြုံရိုးရာအစဉ်လာစသည်တို့ဖြင့်လက်လန်းမိယာတစ်ခုခုကိုအခြေတည်ပြီးဘဝလွတ်မြောက်မှုရှာဖွေပုံသည်ကွဲပြားသွားကြရလေ၏ယနေ့ဒီတိုင်းမတူညီသောနီလန်းခြားနာသောယူဆချက်များဖြင့်ဆက်လက်ကွဲပြားနေစေပင်ဖြစ်ပေသည်ထိုများစွာသောဘဝလွတ်မြောက်မှုရှာဖွေမှုများစွာထဲမှဂျိန်းဘာသာ၏ဘဝလွတ်မြောက်မှုယူဆပုံကိုဖတ်ကြားတင်ပြသွားပါမည်ဂျိန်းဘာသာပေါ်ပေါက်လာပုံနေဖြင့် BC 999 BC 600ခန့်ဝေသာလီပြည်ယနေ့ခေတ်အိန္ဒိယနိုင်ငံဘီဟာပြည်နယ်တွင်နိဂန္ဓခေါ်မဟာဝီရမှဂျိန်းဘာသာကိုစတင်တည်ထောင်ခဲ့လေသည်ဂျိန်းဘာသာ၌တိဋ္ဌံရခေါ်ဘုရားပေါင်း24သူရှိပါသည်မဟာဝီရသည်23သူမြောက်သောဘာရှဝါဘုရားလက်စေကမ်းခဲ့သောဓမ္မဟောင်းကိုဖြည့်ဆွဲဟောကြားခဲ့ပြီးနိဂန္ဓကိုင်းခေါ်ဂျိန်းဘာသာသည်လည်းယနေ့ထိတိုင်ထင်ရှားတည်ရှိဆဲဖြစ်သည်ဂျိန်းဘာသာ၏ကမ္မယူဆချက်အနေဖြင့်ကံဟူသည်အစင်းအတန်အနံ့အရသာအတွေ့ဟူသောရုပ်အာယု၅ပါးတို့သည်အိန္ဒြေဒွါရ၅ပါးတို့မှတဆင့်ဖြတ်တန်းဝင်ရောက်၍တန်ရှင်းသောဇီဝအတွင်းသို့ကန့်ညိမိတွယ်နေကြသောရုပ်အာယုများဖြစ်ကြ၏ယင်းရုပ်အာယုတို့သည်ကံဖြစ်သို့ကူးပြောင်းလာကာဇီဝအားချုပ်နှောင်ဖွဲ့ခြင်းဖြင့်ဇီဝသည်လွတ်လပ်စွာလှုပ်ရှားလှုပ်ဆောင်ခွင့်မရတော့ပေဇီဝသည်ထိုကံတို့၏ပြုမှုရာအတိုင်းလှုပ်ဆောင်ရလေတော့၏တည်တံအားဖြင့်ဇီဝသည်ညဉ့်နှမ်းခြင်းပြောင်းလဲတတ်ခြင်းမရှိပေကံကြောင့်ဇီဝအတွင်းသို့ဝင်ရောက်လာသောတိမ်မွေသောရုပ်အာယုံများဖြင့်ဇီဝအတွက်ကမ္မတတိရခေါ်ကိုယ်ကာယတစ်ခုကိုတိဆောက်ပေးလေ၏သေလွန်သောအခါတိမ်မွေသောကမ္မတတိရသည်ကိုယ်ကာယရုပ်ခန္ဓာအကျဉ်းကြီးမှထွက်ကာနောက်ဘဝသို့ဇီဝနှင့်အတူကံမပြတ်သ၍လိုက်ပါကူးပြောင်းသွားရလေ၏ဟုသောကမ္မယူဆချက်ဖြစ်သည်ဂျိန်းဘာသာ၏ဘဝလွတ်မြောက်မှုအယူဆအရပုဂ္ဂိုလ်တ attva တို့သည်များစွာသောဒုက္ခဒုက္ခဝိပက္ခဝေဒနာတို့ကိုခံစားရ၏ယင်းခံစားမှုဟူသည်များသည်မိမိတို့ရှေးကပြုခဲ့သောအတိတ်ကံတို့ကြောင့်ဖြစ်၏ထို့ကြောင့်ပူပြင်းသောနေအောင်အောက်ဝဲလေးဘက်လေးရက်တို့၌ဖိုးအပ်သောမိဘုံတို့၏အလယ်၌ထိုင်လျက်နေရမျက်နာမူကားအပူဒဏ်ခံခြင်းဟူသောပြင်စာတပအကျင့်ဖြင့်ကံဟောင်းတို့ကိုကင်းပြောက်စေပြီးကံသစ်တို့ကိုနောက်ထပ်မပြုလုပ်ခြင်းကြောင့်နောက်အခါတို့၌ကံသေးများထပ်၍မဖြစ်ကံသေးများမဖြစ်ခြင်းကြောင့်ကံတရားတို့သည်ကုံဆုံးသွားလေ၏ကံကုံဆုံးခြင်းကြောင့်ဆင်းရဲတို့ကုန်၏ဆင်းရဲတို့ကုန်သဖြင့်ခံစားမှုဝေဒနာတို့သည်လည်းကုန်၏ခံစားမှုဝေဒနာတို့ကုန်ခြင်းကြောင့်ဆင်းရဲဒုက္ခအလုံးစုံသည်ကုံဆုံးသွားရလေ၏ထိုအပြင်အတ္တကိလေသာနုယောဂစားသောအခြားတပင်အပကျင့်တို့ဖြင့်ပြုပြီးသောမကောင်းမှုတို့ကိုကင်းပြောက်စေရန်ပြင်းထန်စွာလေ့ကျင့်ပြီးစုပြုံဒုက္ခခံစားကြကုန်လျက်ကံဟောင်းတို့အားကုံစေပြီးအဟိန္ဒစားသောသီလတရားတို့ဖြင့်
ကံအသေးများမဖြစ်ပေါ်လာစေအောင်ဆောင်စည်းကြပါသည်ထို့သောပြုခြင်းဖြင့်အတ္တသည်ကံရုပ်ဟူသည်များမှတန့်စင်သွားပြီးအတ္တသည်အတ္တမဟုတ်သောအနတ္တသဘောတရားများနှင့်တတိတခြားဖြစ်သွားသည့်အခါ၌အတ္တ၏လွတ်မြောက်မှုကိုရရှိပြီးကမ္မတတိရရုပ်မှကင်းလျက်သာဝရတည်ရှိနေခြင်းကိုပင်ဘဝလွတ်မြောက်မှုရရှိခြင်းဟုယူဆကြပါသည်ဂျိမ်းဘာသာ၌တန္တရာလေပုံနှင့်လွတ်ပြောက်ပုံကိုဇီဝအဇီဝအာတဝဗန္ဒတံဝရနေဇရမောက္ခဟုသောတတ္တဝ9ပါးဖြင့်ဖော်ပြထားပါသည်ဗုဒ္ဓရှုမြင်ချက်ပေါ်အခြေခံသောသုံးသပ်ချက်များအနေဖြင့်ဂျိန်းတို့သည်တပ္ပအကျင့်ဖြင့်ကံတရားတို့ကိုအမြင့်ပြတ်ပယ်တတ်ရာဝဲမျက်မှောက်ဘဝ၌အကျိုးခံစားရမည့်ကံကိုလုံလပြုအားထုတ်ခြင်းဖြင့်တမလွန်၌အကျိုးခံစားရမည့်ကံဖြစ်ပါစေဟုပြုပြင်၍ရာကောင်းအံလောဟုသောမြတ်ဗုဒ္ဓ၏နိဂန္ဓတို့အားပฏิပု္ပ္ပာဗျာကရဏနည်းဖြင့်မေးမြန်းသောစကားတော်အရကိလေသာမကင်းသေးသည်ရှိသောဒိဋ္ဌဓမ္မဝေဒနိယဥပပစ္စဝေဒနိယအပရာပရိယဝေဒနိယကံတို့သည်ဆက်၍အကျိုးပေးဖြစ်ဒီနေအကျိုးပေးနေမည်ဖြစ်ကာထိုတပအကျင့်ဖြင့်အမြင့်ပြတ်တတ်ခြင်းကစွမ်းနိုင်မည်မဟုတ်ပေထို့အပြင်ရှေးကံကြောင့်ချမ်းသာဆင်းရဲတို့ကိုခံစားရသည်ရှိသောနိဂန္ဓတို့သည်ယခုဘဝ၌ဆင်းရဲပြင်းထန်အခန့်ခက်သောဝေဒနာတို့ကိုခံစားရသောကြောင့်မချွတ်အေကံရှေးကမကောင်းမှုဖြစ်သောသူတို့မကောင်းမှုပြုခဲ့သောသူတို့ဖြစ်၏ဟုသောစကားရပ်ကိုထောက်စားသောအဖြစ်ပြုလုပ်ခဲ့သောကောင်းမှုမကောင်းမှုအားလျော်စွာအကျိုးပေးဖြစ်တည်နေရကြောင်းကိုတွေ့ရပေသည်တရားနှင့်လျော်သောချမ်းသာကိုမစွန်ဘဲဝိရိယရှိရှိသောအာထုတ်ခြင်းကာမဂုဏ်တို့အပေါ်၌လှစ်လျူရှုခြင်းဖြစ်သာဒုက္ခ၏အကြောင်းကင်းခြင်းဒုက္ခ၏အကြောင်းတဏှာကင်းခြင်းသည်ဖြစ်နိုင်၏ဟုဆိုသောကြောင့်တပ္ပအကျင့်သည်ဆင်းရဲကင်းသောအတ္တဘောကိုပြင်းထန်စွာနှိပ်စက်ခြင်းမြသာဖြစ်သောအကျင့်ဟုယူဆသည်ကာယဝစီမနောစသောဒုစရိုက်တရားတို့မှရှောင်ကျဉ်၍အိန္ဒိယတံဝရသီလနှင့်ပြည့်စုံပြီးဥပါဒါနှင့်ခန္ဓာ၅ပါးတို့အပေါ်၌ပညာအားညဉ့်ညူးစေသောနိဝရဏ၅ပါးကင်းသဖြင့်အကုသိုလ်ကင်းစေသောကြံစီမှုဝိတက်သုံးသက်ဆင်ခြင်မှုစသောအသီးသီးသောဇန်တရားများကိုဖြစ်စေလျက်ထိုမှတဆင်ပုပ္ပေနိဝါဒနုတ္တိဉာဏ်စုတုပပါဒဉာဏ်ဒိဗ္ဗစက္ခုဉာဏ်အာတဝက္ခယဉာဏ်တို့အားအစဉ်စဉ်ရရှိခြင်းဖြစ်သာကာမတဝဘဝတဝအဝိဇ္ဇာတဝတို့မှအပီးတိုင်ကင်းခြင်းဘဝလွတ်မြောက်ခြင်းကိုရရှိနိုင်၏ဟုသောမြတ်ဗုဒ္ဓ၏ရှင်းလင်းဖြေကြားချက်များကိုတွေ့ရှိရသည်ဘုရားတပည့်တော်၏နေဖြင့်ဂျိမ်းဘာသာဝင်တမန်တို့သည်တပည့်ကျင့်စဉ်များအားထုတ်ကြရဝဲပေကံခြင်းဒါနနှင့်တောထွက်ခြင်းနိခံမှာအိန္ဒစသည်စောင့်ထိန်ရသောသီလအားထုတ်ခြင်းဝိရိယကျင့်စဉ်ကာလအတွင်းအယတ္တများ၏ဤမျိုးစုံဖြင့်နှောက်ယှက်ရိုက်နှက်ခတ်ခြင်းတို့အားတိခံခြင်းခံတီးထိုသူတို့အပေါ်၌ချစ်ချင်းမုန်းခြင်းကင်းသောဥပေက္ခမိမိတို့ရည်မှန်းထားသောကေဝလဉာဏ်ရရှိ၍ဘဝလွတ်မြောက်ဖို့ရန်မယာမချင်းကျင့်မြည်ဟုသောခံမာသောအဋိဋ္ဌံစသည်ကျင့်နိုင်ခဲ့စွန့်နိုင်ခဲ့သောအမှုကိစ္စများအားတွေ့ရ၍ဉာဏ်ပညာရှိသွားရှိပြီးကျင့်ပါကအစင့်မြင့်သောဇံပြားများကိုရရှိနိုင်ပေလိမ့်မည်ဟုယူဆသည်သို့တော်လည်းထိုတပအကျင့်များဖြင့်ကံကုန်အောင်ပြု၍မောက္ခကိုရရှိနိုင်မည်ဟုသောယူဆချက်သည်ကများစွာစဉ်းစားပွေရရှိပေသည်အကြောင်းကကံဥသောသင်္ခါရဓမ္မတို့သည်မတိခြင်းအဝိဇ္ဇာကြောင့်ဖြစ်သည်ထိုအဝိဇ္ဇာသည်ကိလေသာတို့၏လွှမ်းမိုးမှုကြောင့်ဖြစ်ပေါ်လာ၏ကိလေသာတို့ကိုမဲ့ဖြစ်ပယ်တတ်အပ်သောကိလေသာဏီရောတေကမ္မဏီရောဓဟုဆိုသောကြောင့်ကိလေသာကုံအောင်ပယ်တတ်ပြီးဖြစ်ကကံသည်လည်းအသစ်ဖြစ်ခွင့်မရှိကုံပြီးသည်သာဖြစ်လေတော့သည်ဥပမာဆိုကြသောကိလေသာဝတ်ကိုမဲ့ဖြစ်ပယ်တတ်အပ်ပြီးသောဖျားယန္တာတို့၏တဏ္ဍာ၌မြည်သည့်ကံပြစ်ခြင်းမှမရှိ၍ကမ္မဝတ်ကမရှိတော့ကြဝိပါကဝတ်ကတော့ထိုဘဝအတွက်ကြံရှိနေပါသေးသည်ထို့ကြောင့်ကိလေသာကိုမပယ်ဘဲကံကိုရှေဥစွာပယ်၍ဘဝလွတ်မြောက်လိုသောနိဂန္ဓဂိုင်းသားတို့၏ယူဆချက်သည်ဗုဒ္ဓဝါဒနှင့်ထူးခြားစွာကွဲလွဲနေကြောင်းတွေ့ကြရသည်ကျမ်းမာရေးရှုထောင့်မှကြည်မီဆိုပါကလည်းဣရိယာပုတ်တစ်ခုပြည့်ဖြင့်တပ္ပကျင့်စဉ်များကိုပြင်းထန်စွာကျင့်သုံးခြင်းမိဘူးများကိုပြင်းစွာခံခြင်းခြေလက်စသည်များအားနှစ်ရှည်လာများမပြုတ်မပြင်းပုံစံတစ်ခုတည်းဖြင့်တည်နေခြင်းစသောအကျင့်များသည်ညောင်းညာ၍အကျော်သေးခြင်းအကျော်ဆိုင်ခြင်းသွေးလည်ပတ်မှုတုံနေစေခြင်းအာယုံကြောများအားနေခြင်းနှလုံးအမောဖောက်ခြင်းစသည့်ကျန်းမာရေးပြဿနာများကိုလည်းဆိုးဝါးစွာရင်ဆိုင်ရနိုင်သည်
နေုံကျုံနေဖြစ်ဆိုရသောတတ္တဝါတို့သည်ကမ္မာကိလေသာဝိပါကဟုသောဝိမြင့်သုံးသွဲတန်လျာနယ်မှလွတ်မြောက်မှုကိုရှာဖွေကြရဝဲတကယ်စင်စစ်လမ်းမှန်ကိုပြပေးနိုင်သောဆရာမြတ်အားစီစစ်ရှာဖွေစည်းကပ်သင့်ပေသည်ဉာဏ်ပညာရှိသောရှိသောအကျင့်ကိုသာကျင့်သုံးသင့်ပေသည်ဘာသာအသီးသီး၌တန္တရာလွတ်မြောက်ရေးဟူသည်ကိုမြည်စည်းပုံသဏ္ဍာန်ဖြင့်ဖွင့်ဆိုစေကာမူတတ္တဝါတိုင်းသည်ဘဝငြိမ်းချမ်းမှုကိုမဖြစ်မနေဆက်လက်ရှာဖွေနေကြရပါဦးမည်အမျိုးမျိုးဖုံဖုံနီးစုံလာသောတန်တရားဒုက္ခပင်လယ်ခရီး၌ရှီလျာတန်ထွာကျင်လည်နေရသည်ဒုက္ခအဖျားဖျားအားတွေ့ကြုံခံစားကြရပါလေဦးမည်ထို့ကြောင့်မကောင်းမှုမှန်သမျှမပြုလုပ်ဘဲခိုင်မာမှန်ကန်သောအကျင့်မှန်အသိမှန်တို့ဖြင့်မိမိရရှိလာသောဘဝအခိုင်၌မဂ်ခင်၈ပါးကိုအခြေခံသောပါရမီများဖြည့်ဆည်းပူးခြင်းဖြစ်သာဘဝလွတ်မြောက်မှုအစစ်မှန်ကိုရရှိနိုင်ပါကြောင်းအကြံပေးတိုက်တွန်းရင်ဘုရားတပည့်တော်၏စာတမ်းကိုဤတွင်ဤကုန်းကပတ်ဆုံးသတ်ပါသည်တီကူသန်းလမှာချမ်းမြသာရရှိကြပါစေစာရနှင့်ပတ်သက်၍လိုအပ်သည့်များကိုဖြည့်ဆွက်အကြံပြုသုံးသပ်ပေးပါရန်တဘာပတိဆရာတော်များအားလျှောက်ထားအပ်ပါသည်ဗျာတပည့်တော်၃ချက်ပြောပါမယ်ဗျာပထမတစ်ချက်ကအကြောင်းအရာတိတ်လေးနဲ့တဲ့